Hello everyone အားလုံးပဲမင်္ဂလာပါရှင်ရီမှုဖြစ်ပါတယ်ဒီနေ့မှာတော့ရီမှုနဲ့တူတူပသိမ်ကိုတော့ပြီးတော့ဆိုင်းပြိုင်မင်းမှာတော့ပြန်ကြမယ်ပေါ့နော် Okay ဒါကတော့မနေ့ရဲ့ fit check လေးဖြစ်ပါတယ်အခုကတော့ land ပေါ်ရောက်နေပြီပေါ့နော်ပသိမ်ကိုသွားနေပါပြီ view ကအရန်လာရပေါ့နော်ပသိမ်ကိုသွားရတဲ့ view อ่ะဆိုတော့ရီမှုအဲ့ရလေးကို video နဲ့ပပရိုက်လာခဲ့ပါတယ်ပြီးတော့ရီမှုပေါ့နော်အဲ့ကားပေါ်မှာနေနေအောင်ပဲဘေးကအကိုကြီးအမကြီးရလည်းစာရိုက်တက်နေတော့အနေပဲသူတို့လိုပဲလိုက်ပြီးတော့စားချက်လိုက်တော့စားလေးတော်တော်များများရသွားတယ်လို့ပြောရမှာပေါ့နော်အဲ့ပြီးတော့ပြင်းသွားရတယ်ပဲ view ကိုပဲရှောက်ရလိုက်ပါတယ်ရောက်တော့ပါမယ်ကဲအခုကတော့ hotel ရောက်သွားပါပြီဒါကတော့ hotel room ကိုရိုက်ထားတာပေါ့နော်ကဲအခု you guys မြင်တွေ့နေရတာတော့ရီမှုရဲ့ hotel ရောက်တာနဲ့ဖုန်ကြီးရဲ့မောင်လေးပဲဖြစ်ပါတယ်ရီမှုတို့ခဏနားလဲပြီးသွားရောဘိုက်စာနေရနဲ့ပဲနေ့လေစားသွားစားလိုက်ပါတယ်နေ့လေစားအရင်ကောက်ပါတယ်တီတီကိုစားထားတာပေါ့နော်အဲ့တော့ဟင်းတွေကိုရိုက်ပြထားပဲဖြစ်ပါတယ် very delicious ပါစားပြီးသွားပြီဆိုတော့ရီမှုစားလုပ်ပါတယ်မနေ့ပြန်မှာဖြေရတော့မှာဆိုတော့လုံးဝ grind လုပ်ပါတယ် very lucky မှာဒါတော့စားရေးထားတာကိုပြထားတာပေါ့နော်writing နဲ့ပါတာဆိုတော့စားအများကြီးပဲရေးကြည့်ထားပါတယ်လက်တွေလည်းတော်တော်လေးညောင်းပါတယ်ဒါတော့စားအများကြီးထားတာကိုပြထားတာပဲဖြစ်ပါတယ်ချက်ပြီးရေးကြလေးအများကြီးရှိသေးတယ်ပေါ့နော် Okay အခုဒါကတော့ရီမှုနဲ့တူတူစားလိုက်လုပ်မယ်ဆိုပြီးတော့ပြောင်လိုက်လုပ်နေရမောင်လေးပါသူ့မှာလည်းပဲမနေ့ပြန်ကြရင်ဆောင်းမှုပဲရှိရပေါ့နော်ရီမှုနဲ့တူတူလိုက်လာတာဆိုသူလည်းစားတော့လုပ်နေရပါတယ်အဲ့ပြီးတော့ရီမှုချိုးရဲအဲ့တော့မရလိုက်ဘူးပေါ့နော်ရီမှုချိုးပြီးတော့ speaking အတွက်လေ့ကျင့်ပါတယ်နှစ်ဖြတ်ပြရတော့မယ်ဆိုတော့လုံးဝ perfect ဖြစ်နေအောင်ဆိုပြီးတော့အထက်တဲ့ခါကပြင်ပြီးလေ့ကျင့်ပါတယ်မတရက်ပြီးတော့လည်းလုပ်ကြည့်ရပေါ့နော်ဒါပေမဲ့ညောင်းဝါရနဲ့ပဲထိုင်ပြီးတော့ပဲလေ့ကျင့်လိုက်ပါတယ်ကဲအဲ့ဒါလည်းပြီးသွားရီမှုအိတ်ပါတယ်အဲ့ရနိုးတော့ big day ရောက်ပါပြီအခုရီမှုပြိုင်နေပြီပေါ့နော်ဒါကတော့ speaking တက်ပြီးပြောနေရပါရီမှုအကောင်းဆုံးလုပ်ပြခဲ့ပါတယ်ရှင်ကဲဒါကတော့တငယ်ချင်းတွေနဲ့အတူတူရိုက်ထားတဲ့ပုံလေးပဲဖြစ်ပါတယ်ပြိုင်ပွဲလေးပြီးတော့ရီမှုအနားရအောင်လို့ဆိုပြီးတော့ ocean ကိုသွားပြီးတော့ရှောက်လေပါတယ်စာအုပ်လေးဝယ်ခဲ့ပါတယ်ပြီးတော့ဒီမုံစာလေးမှာမုံစားချင်တာနဲ့ပဲမောင်လေးနဲ့တီနဲ့အတူတူပေါ့နော်မုံဝယ်စားခဲ့ပါတယ်ဘုံကအရင်နည်းနည်းတော့ကောင်းနေပေါ့ဒါပေမဲ့နည်းနည်းလေးလုံးနေတယ်လို့ခံစားရပါတယ်ဒါပေမဲ့it was very delicious ဆိုင်နံပါတ်တော့မမှတ်မိတော့ဘူးပေါ့နော်ဒါပေမဲ့ ocean မှာရှိတဲ့ဆိုင်တစ်ခုမှာဝင်ပြီးတော့စားခဲ့ပါတယ်ဒါကတော့post လုပ်ပေးနေတဲ့ရီမှုဖြစ်ပါတယ်ကိုယ့်ဘာကိုဖြေနိုင်နေဆိုတော့နည်းနည်းလေးပျော်နေရပေါ့နော်အဲ့အချိန်မှာနှစ်ပြန် day 2ကိုမြတ်ပါမလားဆိုရယ်ရီမှန်းချက်ရွေးချက်လေးနဲ့ပေါ့နော်ဒါကတော့မောင်လေးနဲ့ထပ်ပြီး post ပေးနေပါတယ်အခုက food ရောက်လာပြီဆိုတော့စားပြီးတော့စားပါတယ်very good ဖြစ်ပါတယ်စပင်းလေးလည်းတက်တယ်ပေါ့နော်okay ပြီးတော့ထပ်ပြီးတော့စားပါတယ်မောင်ကစားလို့ကောင်းတယ်လို့ပြောပါတော့နော်ဒီလိုတော်တော်လေးကြိုက်ခဲ့ပါတယ်ပြီးတော့စားရယ်ပြီးတော့လည်းထပ်စားရယ်ပဲပေါ့နော်ပြီးတော့ဒီလို drink တောက်ချင်တာနဲ့ပဲဒီဘူးလေးကိုဝယ်လိုက်တယ်ပေါ့နော်အရင်ကမကြိုက်ဘူး taste test လုပ်ကြည့်ရနည်းနည်းတစ်ခုလုံးလေးတို့ခံစားရယ်ကောင်းတော့ကောင်းတယ်ပေါ့နော်ရီမှုတို့အကြိုက်မဟုတ်တာပဲဖြစ်မယ်ပြီးတော့မောင်လေးကလည်းစမ်းပြီးတော့တောက်ကြည့်မယ်ဆိုပြီးတော့တောက်ကြည့်ပါရဲ့သူအရင်ဆုံး smell လုပ်ကြည့်ရပေါ့နော်အဲ့ဒါနဲ့မကြိုက်ဘူးတဲ့ဆိုပြောနေပြီးတော့သူလည်းတောက်ပါရဲ့ရီမှုတို့ကြိုက်တော့မကြိုက်ဘူးဒါပေမဲ့အများကြီးပတ်ဆက်အများကြီးပြီးခဲ့ရဆိုတော့အမျိုးကနေပဲပေါ့နော်တပူးလုံးကောင်းအောင်ဆိုပြီးတော့တောက်ခဲ့ပါရဲ့ရီမှုကမကြိုက်ဘူးသာပြောပါပေါ့နော်အဲ့ဒီတပူးလုံးရီမှုလိုပဲတောက်ပလိုက်ရလို့ပဲပြောပါတော့နော်ဒါပေမဲ့ရကောင်းတော့ကောင်းပါရဲ့အဲ့တော့တမီးတို့ရှောက်လဲပြီးသွားပြီဆိုတော့ညအတွက်ကတော့ဟိုတယ်မှာပဲပြန်လာလိုက်ပါတယ်ပြီးတော့မနေ့ပြန်က day 2မှာပါမပါ result ထွက်မှာဆိုတော့အဲ့ညမှာ result ဆောင်ခဲ့ပါတယ်ဒါပေမဲ့ day 2ကိုမပါခဲ့ဘူးပေါ့နော်အဲ့ဆိုတော့နည်းနည်းလေးဝမ်းနေသွားတော့ဘာမှရိုက်တော့မရိုက်ခဲ့လိုက်ရပါဘူးအဲ့ညနေပိုင်းဒီစီးစာလေးကိုပဲရိုက်လိုက်ခဲ့ရတယ်ပေါ့နော်အရန်လာပါတယ်ဟိုအရန်တော့ bus တွေလည်းထွက်နေရဆိုတော့လာရလို့ထင်လို့ဆိုပြီးတော့ရိုက်ခဲ့ပါတယ်အဲ့ညမှာတော့ဒီလိုနဲ့နည်းလေးငိုချင်တာနဲ့နည်းလေးလေးငိုခဲ့ရတဲ့ blog မှာတော့မရိုက်လိုက်ကြပါဘူးနောက်နေ့မနေ့ပြန်ဖို့ပဲအစီအစဉ်လုပ်တယ်ပေါ့နော်နောက်နေ့မနေ့ကျတော့ရီမှုတို့အိမ်တက်မပြန်ပဲနဲ့ပေါ့နော်တခြားစကိုင်းပိုင်းကလေးကိုတွားကြည့်မယ်ဆိုပြီးတော့အဲ့စကိုင်းတွားကြည့်ရပေါ့နော်စကိုင်းပိုင်း G5 နဲ့ G6 နဲ့ကိုပဲတွားကြည့်ခဲ့ပါတယ်အဲ့ဒါကပထမအာလာကတင်มาလောက်တာပေါ့နော်အဲ့ဆိုအဲ့အကြောင်းကိုတွားလေးပြီးတော့တွားကြည့်ပါတယ် G5 တွေရော G6 တွေရောအကုန်လုံးစကိုင်းပိုင်းရဲ့လူတွေကောင်းပါတယ်ကိုဘာလို့လဲဆိုတာလည်းပဲသိလို့ရတယ်ဆိုပြီးတော့သူတို့ကိုပဲတွားကြည့်ခဲ့ပါတယ်ကဲဒါကတော့ရီမှုရဲ့ပသိမ်မှာတွားပြီးတော့ပြိုင်တဲ့ trip လေးပဲဖြစ်ပါတယ်အားလုံးပဲစောင့်ကြည့်ကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် bye bye